ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူညီကိုမောင်နှမများခင်ဗျာ Sky နဲ့ရုပ်သံလိုင်းမှာယခုထုတ်လွှင့်ပြသနေတဲ့ရုပ်သံလိုင်းများကိုပုံမူကောင်းမွန်သောရုပ်သံအရေးသွေးဖြင့်ထုတ်လွှင့်ပြသနိုင်ရန်နဲ့ထပ်မံတိုးချဲ့ထုတ်လွှင့်မဲ့ CCTV4, CCTV9, KBS World, NGC Music, Zin, Channel News Asia International, DWTV, NHK World, NHK Premium, Go1, Go2, Baby TV စတဲ့ရုပ်သံလိုင်းများအပြင် HD လိုင်းများကိုUpstar 7 ဂျိုရုတို့တိုးချဲ့ထုတ်လွှင့်မှာဖြစ်ပါတယ်။တိုးချဲ့ထုတ်လွှင့်မဲ့လိုင်းများကိုဖမ်းယူကြည့်ရှုနိုင်ရန်လက်ရှိအသုံးပြုနေတဲ့ LMB ကိုလဲလှယ်ပေးရမှာဖြစ်ပါတယ်။မိဘပြည်သူညီကိုမောင်နှမများအနေနဲ့လဲလှယ်တက်ဆင်ရမယ့် LMB တစ်လုံးနဲ့3000ကျပ်နှုန်းဖြင့်နီးစပ်ရာ RSP များထံမှဝယ်ယူနိုင်ပါတယ်။တက်ဆင်ကားကို Timecon 4မှ Upstar 7တို့ပြောင်းလဲခြင်းအတွက်9000ကျပ်နှုန်း Timecon 5မှ Upstar 7တို့ပြောင်းလဲခြင်းအတွက်9000ကျပ်နှုန်းသတ်မှတ်ထားပါတယ်။အဆိုပါတက်ဆင်ကားတွင်ခီးစရိတ်ကျိုးနဲ့အခြားပစ္စည်းလိုအပ်ချက်များမှာတက်ဆင်တဲ့နေရာပေါ်တွင်မူတည်၍ကုန်ကျစရိတ်မတူညီနိုင်ပါသဖြင့်မိဘပြည်သူညီကိုမောင်နှမများအနေနဲ့တက်ဆိုင်ရာမြို့နယ် RSP များထံသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်းရှိုသေးလေးစားစွာဖြင့်အစီရင်ခံအပ်ပါတယ်ခင်ဗျာ Skynet ကိုဝယ်ယူအားပေးကြည့်ရှုနေတဲ့မိဘပြည်သူများအနေနဲ့လက်ရှိဖမ်းယူကြည့်ရှုနေတဲ့ Timecon ဂျိုရုများမှ Upstar 7 ဂျိုရုတို့ပြောင်းလဲဖမ်းယူကြည့်ရှုနိုင်ရန်အတွက်ဖော်ပြပါအတိုင်းလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်Timecon 4 ဂျိုရုအသုံးပြုသူမိဘပြည်သူများအနေနဲ့အဆိုပါဂျိုရုတင်နေရဖြစ်တဲ့အရှိတောင်ရက်တန်လိုက်အိမ်မြောင်အညွန်း123ဒီဂရီမှာ Upstar 7 ဂျိုရုတင်နေရဖြစ်တဲ့အနောက်တောင်ရက်တန်လိုက်အိမ်မြောင်အညွန်း231ဒီဂရီတို့ပြောင်းလဲဖမ်းယူရမှာဖြစ်ပြီးတော့အထက်အောက်တင်နေရ56.8ဒီဂရီမှ60ဒီဂရီအောက်မှအထက်သို့3.3ဒီဂရီမြင့်တင်ပေးရမှာဖြစ်ပါတယ်Timecon 4 ဂျိုရုအသုံးပြုသူမိဘပြည်သူများအနေနဲ့အဆိုပါဂျိုရုတင်နေရဖြစ်တဲ့အရှိတောင်ရက်တန်လိုက်အိမ်မြောင်အညွန်း123ဒီဂရီမှာ Upstar 7 ဂျိုရုတင်နေရဖြစ်တဲ့အနောက်တောင်ရက်တန်လိုက်အိမ်မြောင်အညွန်း231ဒီဂရီတို့ပြောင်းလဲဖမ်းယူရမှာဖြစ်ပြီးတော့အထက်အောက်တင်နေရ56.8ဒီဂရီမှ60ဒီဂရီအောက်မှအထက်သို့3.3ဒီဂရီမြင့်တင်ပေးရမှာဖြစ်ပါတယ်Timecon 5 ဂျိုရုအသုံးပြုသူမိဘပြည်သူများအနေနဲ့အဆိုပါဂျိုရုတင်နေရဖြစ်တဲ့အနောက်တောင်အရက်တန်လိုက်အိမ်မြောင်အညွန်း229.8ဒီဂရီမှာ Upstar 7 ဂျိုရုတင်နေရဖြစ်တဲ့အနောက်တောင်အရက်တန်လိုက်အိမ်မြောင်အညွန်း231ဒီဂရီတို့ပြောင်းလဲဖမ်းယူကြည့်ရှုရမှာဖြစ်ပြီးတော့အထက်အောက်တင်နေရ61.8ဒီဂရီမှ60ဒီဂရီအထက်မှအောက်သို့1.8ဒီဂရီနှိမ့်ချပေးရမှာဖြစ်ပါတယ်Timecon 5 ဂျိုရုအသုံးပြုသူမိဘပြည်သူများအနေနဲ့အဆိုပါဂျိုရုတင်နေရဖြစ်တဲ့အနောက်တောင်အရက်တန်လိုက်အိမ်မြောင်အညွန်း229.8ဒီဂရီမှာ Upstar 7 ဂျိုရုတင်နေရဖြစ်တဲ့အနောက်တောင်အရက်တန်လိုက်အိမ်မြောင်အညွန်း231ဒီဂရီတို့ပြောင်းလဲဖမ်းယူကြည့်ရှုရမှာဖြစ်ပြီးတော့အထက်အောက်တင်နေရ61.8ဒီဂရီမှ60ဒီဂရီအထက်မှအောက်သို့1.8ဒီဂရီနှိမ့်ချပေးရမှာဖြစ်ပါတယ်Skynet ကိုဝယ်ယူကြည့်ရှုအားပေးနေတဲ့မိဘပြည်သူညီကိုမောင်နှမများအနေနဲ့လက်ရှိဖမ်းယူကြည့်ရှုနေတဲ့ Timecon ဂျိုရုများမှ Upstar 7 ဂျိုရုတို့ပြောင်းရွှေ့ပြီးပါက Auto Scan ပြုလုပ်၍ရုပ်သံလိုင်းများကိုဖမ်းယူကြည့်ရှုနိုင်ပါသည်။သို့မဟုတ်အောက်ဖော်ပြပါ Satellite Parameter များအတိုင်းရုပ်သံလိုင်းများကိုဖမ်းယူကြည့်ရှုနိုင်ပါသည်။ပထမ Transponder Parameter Frequency 11352 MHz Symbol Rate 3000 kHz Polarity Vertical ဒုတိယ Transponder Parameter Frequency 11134 MHz Symbol Rate 4500 kHz Polarity Vertical တတိယ Transponder Parameter Frequency 11169 MHz Symbol Rate 4500 kHz Polarity Vertical တို့တွင်ဖမ်းယူကြည့်ရှုနိုင်ပါကြောင်းရိုသေလေးစားစွာဖြင့်အသိပေးသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာအခက်အခဲတစုံတရာရှိခဲ့ပါကသက်ဆိုင်ရာ ISP များတို့၎င်း Skynet ရုံးချုပ်အောက်ဖော်ပြပါဖုန်းနံပါတ်31 9313 223 9313 221 9313 222 9313 223တို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်းအသိပေးသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ